အားလုံးပဲမင်္ဂလာပါအခုဒီဗီဒီယိုလေးမှာတော့ဒီနေ့28ခွန်လ2026ရက်နေ့အတွက်ဒီညပိုင်းတက်လာတဲ့သတင်းတွေကမှစိတ်ဝင်စားဝယ်ကောင်းတဲ့သတင်းလေးတွေကိုကျွန်တော်စုစည်းပြီးတင်ဆက်ပေးမှာဖြစ်ပါတယ်ပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ Vinicius Junior နဲ့ပတ်သက်တဲ့သတင်းလေးပေါ့လေ Real Madrid တင်ကားတဲ့ဒီတပတ်တွင်မှာပဲသူတို့ကစားသမားဖြစ်တဲ့ Vinicius Junior ကိုရှေ့စာချုပ်တဲ့အတွက်ကိုထပ်မံပြီးမှဆွေးနွေးသွားနေစံမေဆွေးနွေးနေတယ်လို့ဆိုပါတယ်တစ်ဖက်မှာလည်းအင်္ဂလန်ကလပ်တင်းတွေဖြစ်တဲ့ Arsenal ကနေပြီးမှဒီ Vinicius အတွက်ကိုစောင့်ကြည့်အနိကစောင့်ကြည့်မှုတွေပြုလုပ်နေတယ်လို့ဆိုပါတယ်သူတို့စောင့်ကြည့်နေတဲ့ခြေတွေကတကယ်လို့ဒါ Real Madrid တင်းနဲ့စာချုပ်တဲ့ကိစ္စသဘောတူညီမှုများရှိခဲ့ဘူးဆိုပဲလို့ရှိရင်ဒါသူတို့ကခေါ်ယူဖို့တော့ကိုကြိုးပမ်းမဲ့အနေထားပေါ့လေဘာဖြစ်လို့လဲဆိုတော့တကယ်လို့ဒါဒီလက်ရှိကာလမှာစာချုပ်တဲ့ကဏ္ဍမှုမရခဲ့ဘူးစာချုပ်တဲ့နဲ့သဘောတူညီမှုမရခဲ့ဘူးဆိုရင်လာမယ့်နေ့မှာအလုံးနဲ့လက်လွတ်ရမယ့်အခြေအနေရှိတယ်အဲ့ဒီအခြေအနေကိုလည်း Real Madrid တင်ကနေပြီးမှဖြစ်ခံမှာမဟုတ်ဘူးပေါ့လေဒီအခြေအနေတော့ကို Arsenal ကနေစောင့်ကြည့်ပြီးရမှာအမျက်ထုတ်ခြင်းတွေရဲ့အနေအထားတစ်ခုဖြစ်တယ်ဆိုပြီးတော့မှ Sky Sport ကနေပြီးတော့မှတင်ဆက်ထားတာဖြစ်ပါတယ်။နောက်တစ်တင်ဆက်ပေးခြင်းတဲ့သတင်းကတော့ Nicolas Jackson နဲ့Chelsea ကစားမဖြစ်တဲ့ Nicolas Jackson ရဲ့အခြေအနေဖြစ်ပါတယ်။ဒီသတင်းကိုတင်ဆက်ပေးထားတာတော့ Fabrizio Romero တင်ဆက်ပေးထားတာဖြစ်ပါတယ်။ Aston Villa အသင်းကတဲ့ဒီ Chelsea တိုက်စစ်မှုဖြစ်တဲ့ Nicolas Jackson ကိုခေါ်ယူဖို့စိတ်ဝင်စားနေတာဖြစ်ပါတယ်ပြီးဖြစ်နေတယ်ပေါ့လေပြီးတော့ဗီလာနီပြောင်းမိုင်းဦးနိုင်အမရီနဲ့သူ့ရဲ့ကစားသမားဟောင်းလည်းဖြစ်တယ်သူနဲ့လက်တွဲခဲ့ဘူးတဲ့ဒီနီကလတ်ဂျက်ဆင်ကိုရအောင်ခေါ်ယူမယ်ဆိုပြီးရမှာဒီအသင်းရဲ့ဘုတ်ပွဲတာဝန်ရှိသူတွေကိုအသိပေးထားတယ်လို့ဆိုပါတယ်ဒါပေမဲ့ပရီးမီးယားလိရဲ့စီးမြင့်နေရကလပ်အသင်းတစ်သင်းကနေပြီးမှအခြားပရီးမီးယားလိကလပ်အသင်းတစ်ခုတည်းကိုကစားသမားတစ်ယောက်ထပ်ပူပြီးရမှာငါးချခွင့်မရှိဘူးငါးခေါ်ယူခွင့်မရှိဘူးဆိုရစီးမြင့်နေရတဲ့ချက်စီးတင်းကနေပြီးမှဂါနာချိုခေါ်ယူငါးနဲ့ခေါ်ယူထားဖြစ်တဲ့အတွက်ဂျက်ဆင်ကိုငါးနဲ့ခေါ်ယူဖို့အတွက်ရမှာမဟုတ်တော့ဘူးခေါ်ယူခြင်းအပိသက်ခေါ်ယူရမှာဖြစ်တယ်ဆိုပြီးမှတင်ဆက်ပေးထားတာဖြစ်ပါတယ်နောက်တဲ့သတင်းကလည်းချက်စီးတင်းနဲ့ပတ်သက်တဲ့သတင်းဖြစ်ပါတယ်ဒီသတင်းကတော့ချက်စီးကအခုသူတို့ခေါ်ခြင်းတဲ့ကစားသမားတွေပေါ့လေဝိုင်းကစားသမားတွေဖြစ်တဲ့ဟန်နာဆန်နဲ့ဝဲဘတ်တို့ရဲ့အခြေအနေပေါ့လေဒီအခြေအနေကိုဖာဗီဇီယိုရိုမယ်ရိုကနေတင်ဆက်ပေးထားတာဖြစ်ပါတယ်ဒီဂျော်ဒန်ဟန်နာဆန်နဲ့ဒန်နီဝဲဘတ်တို့နှစ်ယောက်စလုံးကချက်စီအသင်းကိုပြောင်းရွှေ့ဖို့အတွက် ready ဖြစ်နေကြပြီလို့ဆိုပါတယ်တဦးချင်းသဘောတူညီမှုတွေမှာလည်းဆွေးနွေးထားတာတွေအကုန်လုံးကပြဿနာတစ်ခုမှမရှိဘူးလို့ဆိုပါတယ်ဟန်နာဆန်ကတော့ Bradford ကနေအလိုနဲ့ထွက်ခွာခဲ့ပြီဖြစ်တဲ့ free agent ဖြစ်သွားပြီဖြစ်တဲ့အတွက်ဒါအချိန်တိုတွင်ပူပေါင်းနိုင်မဲ့အခြေအနေမှာရှိတယ်ဒါပေမဲ့လို့ဒန်နီဝဲဘက်ကတော့ဒီ Brighton အသင်းနဲ့ Chelsea အသင်းတို့ကြာတော့ဆွေးနွေးမှုတွေဆက်လက်ပြုလုပ်သွားအောင်မှာဖြစ်တယ်ဆိုပြီးမှဖော်ပြလာတာဖြစ်ပါတယ်နောက်ထပ်သတင်းကတော့ Man United အသင်းရဲ့ကစားသမားဖြစ်တဲ့ Marcus Rashford နဲ့ပတ်သက်တဲ့သတင်းဖြစ်ပါတယ် Marcus Rashford ကအခုလက်ရှိလာမဲ့ဒီယာဒီမှာဒီပြောင်းရှိမှာရောင်းချခဲ့ဖို့လုံးဝရောင်းဝယ်နေထားတစ်ခုရမာကတ်ရက်ဖို့ကိုရောင်းချဖို့ဖြစ်နိုင်တော့ဘူးဆိုခဲ့လို့ရှိရင်အသင်းရဲ့ဒီလာမယ့်ယာဒီအစီအစဉ်တွေမှာပါဝင်လာမှာဖြစ်တယ်ပါဝင်လာမှာဖြစ်တယ်လို့ပဲမာကတ်ရက်ဖို့ဝစ်စင်ရမှာဂျွန်နံပါတ်ကလည်းဂျွန်နံပါတ်17တာလီဖြစ်တယ်ဆိုပြီးမှတရားဝင်ထွက်ပေါ်လာတာဖြစ်ပါတယ်ငကိုသူဝစ်စင်ခဲ့တဲ့ကျောင်းနံပါတ်10ကတော့မာတီယကုညာဝစ်စင်မှာဖြစ်ပြီးမာတီယကုညာနေပြီးမှမာကာရဖိုကိုပြန်လဲလွှဲပြောင်းပြီးမှမဟုတ်ဘူးသူကိုယ်တိုင်မှဝစ်စင်မှာဖြစ်တယ်ဆိုပြီးမှတင်ဆက်ပေးထားတာဖြစ်ပါတယ်ကျောင်းနံပါတ်ပြောင်းလဲမရှိဘူးလို့ဆိုပါတယ်နောက်တဲ့တင်ဆက်ပေးခြင်းတဲ့တင်ကတော့ Man City နဲ့ Liverpool တို့စီကိုဒီကန်ခံရတဲ့ PSG လူငယ်ကျယ်ပွင့်တယောက်ရဲ့အကြောင်းဖြစ်ပါတယ်ဒီသတင်းကတီတိုကဖော်ပြပေးထားတာဖြစ်ပါတယ် PSG ရဲ့လူငယ်ကစားသမားတယောက်ဖြစ်တဲ့ Ibrahim Barber ဆိုတဲ့ကစားသမားကိုလီဗာပူးနဲ့ Manchester City တို့သင်းတို့ရဲ့စီကိုPSG သင်းနဲ့ကမ်းလှမ်းခဲ့လို့ဆိုပါတယ်ဒီ
ဒီလူငယ်ကစားသမားလေးကကြီးမားတဲ့စူပလာတွေကိုစင်ခေါ်နိုင်တဲ့ကလပ်တင်းနေရှိဝဲသူပြောင်းရွှေ့ချင်တာဖြစ်တယ်အဲ့ဒါအကြောင်းမလို့ပြီးခဲ့တဲ့အပတ်ကဒီအဆွန်ဗီလာအသင်းကနေသူ့ကိုကန်လန်းရဲ့ကန်လန်းမှုကိုသူကညှင်းပယ်တယ်ပယ်ချခဲ့တယ်လို့ဆိုပါတယ်လီဗာပူးနဲ့မန်စီးတီးကလည်းဒီကစားသမားလေးရဲ့ခြေစွမ်းနဲ့ပါရမီကိုသဘောကျနေတယ်ဒါပေမဲ့လက်ရှိအနေထားတစ်ခုမှာတော့သူကထိတ်တန့်ပြစ်မဲ့စီးရင်ထဲမှာတော့ပါဝင်ထားခြင်းမရှိဘူးအရန်သူတို့ရဲ့ဒီအသင်းတွေရဲ့အရန်ခေါ်ယူမဲ့နောက်ဆုံးအရန်ပေါ့လေ plan B plan C နေရာတွေမှာပဲပါဝင်နေတာဖြစ်တယ်ဆိုပြီးဖော်ပြထားတာဖြစ်ပါတယ်နောက်တဲ့သတင်းကတော့ Rafaelio ကိုခေါ်ယူဖို့အတွက်ပြင်ဆင်နေတဲ့ဖီနာဘာဂျီဆိုပြီးမှဒီသတင်းလေးကိုတင်ဆက်ပေးချင်ပါတယ်ဒီသတင်းကတော့ Fabrizio Romano ကတင်ဆက်ပေးထားတာဖြစ်ပါတယ်တူရကီကလပ်ဖြစ်တဲ့ဖီနာဘာဂျီကနေပြီးမှ Rafaelio ကိုအပိသဝယ်ယူနိုင်မှုအတွက်တရားဝင်ကမ်းလှမ်းမှုတွေကိုဒီပြုလုပ်ဖို့ AC Milan အသင်းရဲ့ပြီးလို့ရှိရင်ကစားသမားအေဂျင့်အနေနဲ့တွေးဆုံဆွေးနွေးဖို့အတွက်ပြင်ဆင်နေတယ်လို့ဆိုပါတယ်ဒီ AC Milan အသင်းရဲ့ဒီပိုင်ရှင်တွေကတော့အငှားနဲ့ထွက်ခွာခွင့်ကိုတော့လုံးဝလက်ခံမှာမဟုတ်ဘူးဒါကြောင့်မလို့ခေါ်ယူမယ်ဆိုလို့ရှိရင်အပိသက်ခေါ်ယူရမှာဖြစ်တယ်ဆိုပြီးမှပြောကြားတာဖြစ်ပါတယ်ဒါကြောင့်မလို့ဖီနာဘာဂျီအသင်းနဲ့ဖီနာဘာဂျီအသင်းနဲ့ AC Milan Rafaelio ရဲ့ဒီဆွေးနွေးမှုတော့ဒီအပြောင်းအရွှေ့ဖြစ်ကိုဆက်လက်ဆောင်ကြည့်ရမှာဖြစ်ပါတယ်ဒီနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ Man United အသင်းရဲ့တိုက်စစ်မှုဖြစ်တဲ့ Joshua Zirkzee ရဲ့သတင်းဖြစ်ပါတယ်ဒီသတင်းကို Nico Sharrock ဆိုတဲ့ပုဂ္ဂိုလ်တင်ဆက်ပေးထားတာဖြစ်ပါတယ် Man United အသင်းရဲ့တိုက်စစ်မှုဖြစ်တဲ့ Joshua Zirkzee ကဒီအပြောင်းအရွှေ့ရာသီမပိတ်ခင်မှာပဲဒီအသင်းကနေထွက်ခွာဖို့ပြင်ဆင်နေရလို့ဆိုပါတယ်ဒီတိုက်စစ်မှုရဲ့ agent တွေကအီတလီကလပ်ဖြစ်တဲ့ Juventus နဲ့ Como အသင်းတို့စီကိုကန့်လန့်ထားတယ်လို့ဆိုပါတယ်ဒီကစားသမားတွေတင့်တော်တဲ့ကန့်လန့်မှုတွေရှိနေတင့်တော်တဲ့အခွင့်အရေးတွေသူ့အတွက်ရှိမယ်ဆိုကြလို့ရှိရင်ဒီဇာစီက Old Trafford ကနေပြီးမှအခုလာမဲ့အခုအပြောင်းရွှေ့ကာလမှာလည်းထွက်ခွာသွားပါမယ်ထွက်ခွာသွားဖို့ရှိနေတယ်ဆိုပြီးမှတင်ဆက်ပေးထားတာဖြစ်ပါတယ်ဒါတွေကတော့ဒီနေ့တွေရရှိတာတဲ့သတင်းတွေကမှစိတ်ဝင်စားဖို့ရကောင်းတဲ့သတင်းတွေပဲဖြစ်ပါတယ်နားဆင်အားပေးကြမိတ်ဆွေများအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ဗျ